အားလုံးပဲမင်္ဂလာပါမိုးကြိုးထဲမှာတိန်း2000အိမ်လေးတွေမရှိဘူးလားနဲ့တမေးတွေမင်းနေကြတဲ့သူတွေတော့ဗောနော်ပေ30 40 master တစ်ခန်း single နှစ်ခန်းတိန်း1350နဲ့အိမ်3လုံးရှိမယ်ပေ40 60 master တစ်ခန်း single နှစ်ခန်းတိန်း2000နှစ်လုံးရှိမယ်ပေ60 40တိန်း2000 master နှစ်ခန်း single တစ်ခန်းအိမ်တစ်လုံးရှိမယ်နောက်ပြီးတော့တိန်း1000အောက်မြေကွက်လေးတွေရှိတယ်ဒီမြေတွေအားလုံးကရွာမြေစစ်စစ်ပုံစံ105 106မှာရွာမြေစင်းဝင်ပြီးသားရွာမြေအမိပေါက်အိမ်ပါမြေကွက်လေးပဲဖြစ်ပါတယ်တိန်း1000ကြော်ပြီးတော့မသုံးကျင်ဘူးခိုင်မာလေးလေးလိုချင်တယ်ဆိုရင်တော့ရက်ကွက်ကြီး21မိုးကြိုးရွာမတစ်ထဲမှာရှိတဲ့ဒီအိမ်လေးတွေကိုညွှန်ပေးပါရစေဒီအိမ်လေးတွေရဲ့အသေးစိတ် Google Map လေးတွေလည်း post အောက်မှာထည့်ပေးထားပါတယ်နော်ကျွန်တော်ကတော့ MBK Family မှာမျိုးရေးပဲဖြစ်ပါတယ်ပြင်ဦးလွင်ထဲမှာလာရှိုးလမ်းမှာမေးတင်ပေ28ပေပေ130တိန်း11,000ညှိနှိုင်းလာရှိုးလမ်းမှာမေးတင်နော်တကယ်ရှာရှာပါပါထွက်လာတယ်ကွာအရှိမျက်နှာစာပေ30အနောက်ကိုပေ130အကျယ်ရှိတဲ့မြေခွက်ကိုမှတိန်း11,000နဲ့ရောင်းချပြီးမှာပဲဖြစ်ပါတယ်နောက်ပြီးတော့ရက်ကွက်ကြီး30ထဲမှာရက်ကွက်ကြီး30နဝရလန်းအနီးရက်ကွက်ကြီး30နဝရလန်းအနီးပေ80ပေ60ဟိုတိန်း9500နဲ့ရောင်းချပေးမှာဖြစ်ပါတယ်သူကတော့ဂရန်တတန်းကုန်နေပြီဖြစ်တဲ့အတွက်ဂရန်ကတော့ကွက်ကိုရောင်းငုံဝယ်ကုန်ကွက်ကိုဆောင်ပေးရမှာပဲဖြစ်ပါတယ်ပေ40 60နှစ်ကွက်ခွဲလို့ရတယ်မြေကွက်လေးပေါ့နော်အဲ့မြေကွက်လေးတွေရှိမယ်တခြားပြင်ဦးလွင်မြို့မှာပုံစံခွန်ထွက်ပြီးသားဧကကွက်တွေရွာမြေဧကကွက်တွေဝိုင်းမြေဧကကွက်တွေလည်းမြောက်များစွာရှိတယ်မြေနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်တခြားသိကျင်တာပဲဖြစ်ဖြစ်ဖုန်းနံပါတ်36968100949အချိန်လေးဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်။ဒီလေးကူညီနိုင်တာရှိရင်တော့အကုန်လုံးလိုက်လံကူညီဆောင်ရွက်ပေးပါမယ်။အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။